A27 5G Samsung user တွေအတွက် A7 ပြီးရွေးချယ်စရာခက်နေတဲ့ဂျာကာလာဖြည့်ဆွတ်အနေနဲ့ Samsung ကနေပြီးတော့ A27 5G လေးကနောက်ဆုံးတော့ရောက်ရှိလိုလာပြီဖြစ်ပါတယ်ဒီ model လေးကမနစ်ကထပ်ပို့ပြီးကောင်းသွားတာတွေက display အနေနဲ့ patch show ကိုပြောင်းသုံးပေးထားတဲ့အရင်လိုမျိုး not display မဟုတ်တော့ဘူး micro SD ကလည်းထပ်တိုးပြီးအသုံးပြုနိုင်တယ် security ဘိုင်းအနေနဲ့ကတော့ sign mount နဲ့ fingerprint ကိုပဲဆက်ပြီးအသုံးပြုထားဖြစ်ပါတယ် design ကတော့ကျွန်တော်တို့ A50 39ရဲ့ design အတိုင်းပဲသူ့မှာဆိုရင်တော့ Snapdragon 6 Gen 3 SoC ကိုအသုံးပြုထားတာဖြစ်ပါတယ် camera အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာဒီ A37 နဲ့မတိမ်မရင်အသုံးပြုပေးထားကိုတွေ့ရတယ် main camera အနေနဲ့50 megapixel f1.8 5 megapixel ultra wide နဲ့2 megapixel macro ကိုအသုံးပြုပေးထားဖြစ်ပါတယ် video recording အနေနဲ့အမြင့်ဆုံး 4K 30 frame per second ကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ် battery အနေနဲ့ 9000 mAh ပါဝင်ပြီးတော့25 watt adapter support လုပ်မှာပဲဖြစ်ပါတယ်ဂျက်ကမိုဘိုင်းအနေနဲ့ကတော့ IP64 dash tight and water resistant ပဲရတယ် IP68 မပါဘူးအဲ့တော့ရေစင်ုံတော့ပဲရတယ်ဆိုတဲ့သဘောပဲ AMOLED display ကိုမှ 120Hz support လုပ်မှာဖြစ်ပါတယ် display size အနေနဲ့ကတော့ 6.7 inch ဖြစ်တာမလို့ 3757 အနေနဲ့ size ကတော့အတူတူပဲအထူအနေနဲ့လည်းအရင်မသိတာပဲနဲ့လက်ထဲမှာပို့ပါနဲ့အကင်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်အခုထွက်ထွက်ချင်းမှာဝယ်ယူမယ်ဆိုရင်တော့ဈေးကတော့တော်တော်လေးကိုတက်တာတယ်နောက်ပိုင်းမှာတော့ဈေးနှုန်းအနေနဲ့အပြောင်းလဲတွေရှိလာနိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ Samsung ပေါ်မှာ A7 ထပ်ပို့ပြီးတော့မြင်ပြီး A37 ဒီမသွားချင်ဘူးဆိုရင်တော့ဂျာကာလာမှာဒီ model လေးကရွေးချယ်စရာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်